တားကြီးသူတို့ကိုကြီးပြစ်လိုက်ရှင်တယ်အဲ့ရှင်မှာကျွန်တော်မှဘာမှမရှိဘူးလေတစည်းမှောက်သွားရင်တော့ဒါလေးယူပါဆိုလို့ခေလို့ရတယ်အခုကကျွန်တော်အဲ့ရှင်မှာကျွန်တော်တအားတတိရတယ်သူတို့ကျွန်တော်ကကေခွင့်ရပြီဆိုရင်သူတို့တအားကြီးကေမှာ ဆရာဆက်နမေဘယ်လိုခေါ်လဲ ကျွန်တော်နာမည်ထုံးလို့ခေါ်ပါတယ် ဟုတ်ဆရာဘေးရလေဗျ ဒီကြောက်ပဲတူကပေါ့ ဟုတ်ကဲ့ ကြောက်ပဲတူကလှိုင်းကားထွက်နေတာ ဟုတ်ကဲ့အဲ့ဒီနေ့ကဖြစ်စဉ်လေးပြောပြပါလားအဲ့အောက်တိုဘာ22ရက်နေ့ကိုတို့အပြစ်ခံတဲ့ဖြစ်စဉ်ပေါ့လေကိုတို့ဇေဒီဘေးကနေဘယ်လိုလာလဲပြီးရင်လမ်းမှာဘယ်လိုဖြစ်လဲပြီးရင်ဘယ်လိုကြုံခဲ့ရလဲပေါ့ ရှင်းစင်ကတော့ဒီလိုကျွန်တော်လှိုင်းကားထွက်နေတာဆိုတော့မနေ့9နာရီဒီကနေခရီးတွေကပါဝင်ကျွန်တော်ကြောက်ပဲတူသွားတယ်ကျွန်တော်တို့အဲ့နေ့ကတော့ကျမ်းမိုင်မကောင်းဘူးနေမကောင်းအမပြန်လာတော့ခရီးတွေကတော့2ယောက်သေးပဲဒီကပြန်သွားတော့ခရီးတွေကတော့အများကြီးပြန်လာတော့ခရီးတွေက2ယောက်ဆိုတော့တနင်္ဂနွေကြော်လောက်မှာပေါ့အဲ့ရှင်မှာတောင်းကနေဆင်းတာတောင်းနေဆင်းတော့သူတို့အစားတော့ကျွန်တော်တို့တယောက်မြင်တယ်ကလာပေါ့နော်ကလာဖုန်းနဲ့ဒီလိုရိုက်တာကျွန်တော်ဗီဒီယိုရိုက်တာကျွန်တော်ကတော့အမှတ်တမဲ့ကတော့ကစားနေတာလို့ထင်တာရောက်တော့ကျွန်တော်ဖြည်းဖြည်းချင်းမှောင်းလာတာဗီဒီယိုရိုက်တာတော့မြင်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့မှာလီပါတင်ဖို့လို့အချိန်ဆင်းလာတဲ့အချိန်သူတို့မှန်းထားတဲ့နေရာရောက်တာနဲ့သူတို့ကဟောတာပေါ့နော်အလာဝန်းပေါ်ပြီးကလားစကားနဲ့အတန်ပြောလိုက်တယ်အကြရောကျွန်တော်နားရတယ်ပြန်ပြောတယ်ဘူးအဲ့ချိန်မှာပြစ်တာကျွန်တော်ထိတာပေါ့နော်ဒီနားမှာပြစ်တာကားကလည်းဘိန်းပေါက်သွားတိရတယ်ကျွန်တော်တင်မားမှလည်းထိတယ်ထိတော့ကျွန်တော်အဲ့ချိန်မှာကျွန်တော်အနာအမတ်တယောက်ပါတယ်ဒါအာစာပဲဆိုပြီးရင်ကျွန်တော်អော်လိုက်တာလှမ်းអော်လိုက်တာပြီးရင်ကျွန်တော်ကမှောင်းတဲ့ဖက်ကကျွန်တော်မထပ်ဘူးကျွန်တော်အမစီဖက်ကပဲကျွန်တော်လှမ်းပြီးခုံဖက်တာပြီးအမကိုဆွဲတယ်ကျွန်တော်ဒါအားစားဆိုရင် तू ကမောင်လေးမရတော့ဘူးမအဲ့လိုပြောတယ်အဲ့ဒီမှာတော့ကျွန်တော်မကြည့်တော့ဘူးတခါတည်းတန်းပြီးဆင်းပြေးတာကျွန်တော်ဆင်းတဲ့အချိန်မှာဒဏ်ရာတော့ဒီအပေါ်ရံပဲရတာနောက်တော့ तू တစ်ချက်ပြေးလိုက်တာနဲ့ကျွန်တော်ချက်ထားမှထိတယ်ကျွန်တော်ချွန်းတဲ့ထဲမှာပဲမှောက်လေးတွေ့တာပေါ့နော်ပြီးရင်ကျွန်တော်ကအဲ့မှာတတိရသေးတယ်ကျွန်တော်တေလို့မဖြစ်သေးဘူးဒီကောင်လေးလောင်းမှာဆိုပြီးထပ်ပြီးပြေးတာပြေးမှကျွန်တော်လုံခြုံတဲ့နေရာရောက်မှပဲကျွန်တော်2ယောက်လမ်းမှာစတွေ့တာကျွန်တော်စပီယာနဲ့သူကတော့မပြေးနိုင်တော့ဘူးဒီတောခြုံမှာပဲကျွန်တော်နေလိုက်ကြတော့မယ်သူတို့တွေရှိမှလေကင်းပိန်းပွားချောင်းဝိုင်းအောင်မင်းတော့ပြောတာလေ ခုလိုမျိုးပေါ့လေအကိုတို့နဲ့လေတူဟိုရင်းနေတဲ့သူတွေလည်းပါတယ်ခုလိုမျိုးသူတို့တည်ဆုံးသွားတဲ့အပေါ်မှာရောအခုအနေနဲ့ဘယ်လိုမျိုးပြောချင်တာတွေရှိလဲဗျ လို့ပြောရမလဲသူတို့ပြည်စနာသူတို့လေးဝမ်းနေတယ်စိတ်လေးမကောင်းဘူးပေါ့နော်ကျွန်တော်တားကြီးသူတို့ကိုကြီးပြစ်လိုက်ရှင်တယ်အဲ့ရှင်မှာကျွန်တော်မှဘာမှမရှိဘူးလေတစည်းမှောက်သွားရင်တော့ဒါလေးယူပါဆိုလို့ခေလို့ရတယ်အခုကကျွန်တော်အဲ့ရှင်မှာကျွန်တော်တအားတတိရတယ်သူတို့ကျွန်တော်ကကေခွင့်ရပြီဆိုရင်သူတို့တအားကြီးကေမှာအခုကကျွန်တော်ကနောက်ကိုလုံးဝလက်ကြည့်လို့မရဘူးသူကအများကြီးပြစ်တယ်တနေ့ကဟိုသူတို့မိသားစုနဲ့လည်းကျွန်တော်မတွေ့လိုက်ရဘူးသူတို့လည်းအခုဒီနေရာနဲ့ပြောင်းသွားပြီတဲ့ကျွန်တော်ရတဲ့မှာနေတဲ့ပဲအဲ့လိုမျိုးခံစားနေရတယ်။ဝါကားပင်ရှင်လေကျွန်တော်မှပါလာတဲ့ခကြီးတွေကကျွန်တော်တာဝဲကျွန်တော်မှအဲ့လိုမျိုးစိတ်ဘာကြောင့်အခုလိုမျိုးဒီအကိုလွတ်မြောက်လာတယ်လို့ထင်လဲဗျဘယ်လောက်ထိဒီအကိုဒီစူးစမ်းခဲ့ရလဲပေါ့အသက်ရှင်ဖို့တဲ့အဲ့ကာလမှာ လို့ပြောမလဲကျွန်တော်မှခလေး2ယောက်ရှိလေမကြည့်ပြင်းသေးဘူးကျွန်တော်တည်သွားလို့ရှိရင်ကျွန်တော်မိသားစုဒုက္ခရောက်တော့မှာပဲကျွန်တော်သူတို့အရှုံးမပေးဘူးပြီးရင်တွေးသေးတယ်သူတို့ကမုတ်ဆုဖြစ်သွားပြီလေကျွန်တော်တို့ကသားကောင်ဘွားရောက်သွားပြီကျွန်တော်တို့လွဲလို့ရှိရင်ကျွန်တော်လွဲမှာပဲသူတို့ကတော့လိုက်ပြင်းရင်တော့ကျွန်တော်တို့တန်းနိုင်ဘူးကျွန်တော်မှအသက်ရှင်နေတဲ့ကျွန်တော်ပြေးရမှာပဲအဲ့ဒီမှာပြေးရကျွန်တော်အဲ့လိုမျိုးစဉ်းစားပြီးမှပြေးရကျွန်တော် ဘယ်လိုမျိုးစဉ်းစားတာလဲဗျ သူတို့တစ်ချက်ပြေးလိုက်တာနဲ့ကျွန်တော်ထိတာနဲ့ကျွန်တော်ဟိုချွန်းတော့ထိမှဖောက်ပြီးလေးသွားတာလေလေးသွားတော့ကျွန်တော်အဲ့ဒီမှာတွေးတယ်ကျွန်တော်အချုံပေးလိုက်ရမလားဘောနော်မဖြစ်နိုင်ဘူးသူတို့အချုံပေးလိုက်ရင်ကျွန်တော်ကအနည်းငယ်ပြစ်မှာသူတို့အဲ့ဒီမှာပြန်လို့ထားပြေးတာပြီးရင်ပစိုးတော့ကျွန်တော်ခြီလို့တော့မရတော့ဘူးပြီးပစိုးကတခါတည်းလွှတ်ပြလိုက်တာကြောက်တော့ကြောက်တာဘောနော်အများကြီးကြောက်တယ်ကျွန်တော်ကြောက်သွားတာစီမှာသူတို့လိုက်လာလို့ရှိရင်ကျွန်တော်တို့2ယောက်ကိုမင်းရင်ပြင်းမှာမဟုတ်တော့ဘူးတခါတည်းလက်လီးပြင်းမှာသူတို့ကျွန်တော်ဒီတောင်ကျောတစ်ချောင်းမှာလုံချုံရဲချထားပေးရှင်တယ်နေရာတစ်ပိုင်းမှာပေါ့နော်ဒီမျိုး
မချထားပေးနိုင်ဘူးဆိုလို့ရှိရင်နောက်လည်းဒီလိုဖြစ်မှာပဲနေရာကွက်ကြသူတို့လှုပ်ရှားမှာပဲအခုတော့လောလောဆယ်တော့သူတို့မလှုပ်သေးဘူးကျွန်တော်ထင်ပြောရရင်နောက်ကြာလာလို့ရှိရင်နောက်၄-၅လပေါ့အဲ့လိုမျိုးလေးတလို့လုံးမှာပဲအဲကျွန်တော်ကခံရတော့မှာပဲအဲဆို